အခွင့်အလမ်းကြနေမှာတစင်ခေါ်ယူနေသောလစာ9သိန်းမှ10သိန်းဝန်းကျင်အလောက်ကိုင်းများ Life Care Insurance Corporate Sales Executive မ2ဦးပွဲရရှိပြီးသူသို့မဟုတ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူအသက်25နှစ်မှ35နှစ်ကြားရုံးလုပ်ငန်းအတွေ့အကြုံရှိပြီးတွက်လက်တင်ယူရလွယ်သူတစ်ယောက်ဖြစ်ရပါမယ်။စကားပြောဆိုမှုချိုးတာရင်ကျေးပြီးတန်ရှင်းတည့်ရစွာဝတ်ဆင်နေထိုင်သူဖြစ်ရပါမယ်။ Word Excel အသုံးပြုနိုင်ရပါမည်။ Application များအသုံးပြုခြင်းသင်လည်တက်လွယ်သူဖြစ်ရပါမည်။ကုမ္ပဏီများအားအသက်အာမခံ၊ကျန်းမာရေးအာမခံအတွက်စေကောခေါ်ဆိုခြင်းစေး appointment ယူခြင်းများလှုပ်ဆောင်ပေးရပါမည်။လူကိုယ်တိုင်ဖုန်းဖြင့် quotation များထုတ်ပေးရန် policy များနှင့်လက်ဆောင်ပစ္စည်းများထုတ်ယူခြင်းနှင့်ပို့ဆောင်ပေးရန် after sales service များကူညီပေးရန်အလုပ်ချိန် Monday to Saturday မနက်9:00 နာရီခွဲမှညနေ4:00 နာရီခွဲအထိအစိုးရရုံးပိတ်ရက်ပိတ်ပါမည်လစာ9သိန်းအထက်နှင့်ကော်မရှင်အကျိုးခံစားခွင့်ထက်ရှိပါမည်ကျွမ်းကျင်မှုအလိုက်လစာညှိနှိုင်းနိုင်ပါသည်စိတ်ဝင်စားသူများအေးတင်စာ at at.khai@aia.com.mm တို့399423338416 Viber တို့ CV ပေးဖို့ရှောက်ထားနိုင်ပါသည်ချစ်ပါ Jewelry အယောင်မနေကြသို့မဟုတ်အယောင်ကြီးချက်အလုပ်ချိန်မနက်9:00 နာရီမှညနေ9:00 နာရီအထိ Day off Sunday off လစာ10သိန်းမှညှိနှိုင်း Online shop plus social media marketing team အလုပ်ချိန်မနက်9:00 နာရီမှညနေ9:00 နာရီအထိ Day off ညှိနှိုင်းလစာ6သိန်းမှ10သိန်းအယောင်ကျွမ်းကျင်သို့မဟုတ်အယောင်ကိုအလုပ်ချိန်မနက်9:00 နာရီခွဲမှည6:00 နာရီခွဲ Day off တရက်နာ2ရက်အလုပ်တက်အလဲကျစနစ်လစာ4သိန်းခွဲမှ6သိန်း address ချစ်ပါ Jewelry Sign Blonde Department Store M Tower လှဲရန်ကမာရွတ်မြို့နယ်ရန်ကုန်မြို့ဆက်သွယ်ရန်3996516622 Viber ရွှေချမ်းသာစေယုံတွင်တာဝန်ထမ်းဆောင်ရန်အောက်ပါ position များခေါ်ယူနေပါရရှင်။ Video Editor ကြားမှ20ဦးအခြေခံလစာ4သိန်းခွဲမှ10သိန်းကြားသက်ဆိုင်ရာအတွေ့အကြုံတစ်နှစ်နှင့်အထက်ရှိရမည်။အတွေ့အကြုံမရှိလဲလျှောက်ထားနိုင်သည့်အသင်းအဖွဲ့နှင့်လှုပ်ဆောင်နိုင်သူဖြစ်ရမည်။အလုပ်ချိန်မနက်8:00 နာရီခွဲမှညနေ9:00 နာရီအထိ TikTok ကအမျိုးသမီး20ဦးအခြေခံလစာ9သိန်းခွဲမှ9သိန်းအပေါင်းအာသာအလောင်းဝမ်ကပ်အခြေခံသုံးတက်ရမည်ရုပ်ရည်ချုံမောပြည့်ပြရမည်အသင်းအဖွဲ့နှင့်လှုပ်ဆောင်နိုင်သူဖြစ်ရမည်စူးစမ်းတင်ယူလို့စိတ်ရှိရမည် TikTok ကောင်းမွန်စွာဆော်တက်ရမည် Content Writer 10ဦးစာမအခြေခံလစာ3သိန်းခွဲမှ6သိန်းပညာရေးချင်းအထက်တန်းသို့မဟုတ်အောင်မြင်ပြီးသူဖြစ်ရမည်သက်ဆိုင်ရာအတွေ့အကြုံတစ်နှစ်နှင့်အထက်ရှိရမည်အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်စူးစမ်းတင်ယူလို့စိတ်ရှိရမည်အလုပ်ချိန်မနက်9:00 နာရီခွဲမှညနေ9:00 နာရီခွဲအထိအလုပ်လျှောက်ထားရန်3998091339 Viber ဖုန်း Gmail ပန်းရီဝင်း8834@gmail.com အမှတ် FS4 ရွှေခက်တာလန်ထိပ်ရွှေမာလာရိပ်မွန်အိမ်ယာအနီးဘရင်နောင်လန်ကမာရွတ်မြို့နယ်ရန်ကုန်မြို့ရေချောင်းသိပ်ပန်းနှင့်တင်မောချင်းမှတ်တိုင်ကြားတော့မာသာပွဲရုံတွင်လက်ရေးစီရင်ကိုင်အမျိုးသမီး10ဦးအလို့ရှိသည်ပွဲရ9သိန်းခွဲအပေါင်း10တန်းအောင်9သိန်းရက်မှန်ကြီး1လ3သိန်းနှစ်ပြည့်ဘောနက်3သိန်းလုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်ပြီးလစဉ်ဘောနက်ရှိသည်ကုမ္ပဏီရုံးပိတ်ရက်အတိုင်းပိတ်သည်အဆောင်ပေးပါသည်အလုပ်ချိန်မနက်8:00 နာရီမှညနေ9:00 နာရီအထိကန်းကော်လမ်းမကြီးအစုံကန္နာလန်တောင်ဘရင်အောင်ပွဲရုံသို့လူကိုယ်တိုင်လာလျှောက်ရန်399453192914 Procurement and Logistics Executive ဂျာမတအူ Requirement Bachelor Degree in Business Logistics Supply Chain or Relief Fee Minimum 3 years of experience in procurement or logistics Microsoft Office especially Excel Strong communication and organizational skill Attention to detail and ability to meet deadline. Salary 8 lakh negotiate. Working time 9 a.m. to 5:30 p.m. Working day Saturday alternate Sunday and public holiday. Other allowance, attendance bonus, transportation or ferry provide. Uniform. Location Bahan Township Yangon. Email recruitment@tmwmyanmar.com. Viber 09408853388နောက်ထပ်လည်းဘလို့လောက်ကိုင်းခွင်လန်းကောင်းတွေတင်ဆက်ပေးအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box တင်မှာ comment လေးရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်